အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ Physics with me channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အောက်တိုဘာနိုဝင်ဘာ IGCSE exam နီးလာပြီပေါ့နော်ဆိုတော့ Physics နဲ့ပတ်သက်ပြီးတော့အမှတ်ရောမှာတွေငါ theory များပိုင်ပြီလားဆိုပြီးတော့စိုးရိမ်နေရတယ်ရှိလားအဲ့လိုဖြစ်တဲ့သူရောရှိနေပြီလားဆိုတော့ဒါဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကအများကြီးအထောက်အကူဖြစ်စေမယ်လို့ယုံကြည်ပါတယ်ဆိုတော့ဒီနေ့မှာတော့ IGCSE exam နဲ့ပတ်သက်ပြီးတော့အဓိကအချက်လေးတွေကိုပြန်ပြောပြပေးမယ်ပြီးလို့ရှိရင်တော့ကျွန်တော်ကဒီစာမွဲမှာပါမဲ့ chapter 6ခုလုံးကိုအကျဉ်းမြင့် revision guide လုပ်ပါပေးမယ်ပေါ့နော်ဒါဆိုရင်တော့ကိုစာရလားမရလားကိုပြန်ပြီးတော့ check လုပ်နိုင်မယ်လို့ထင်ပါတယ်ဆိုတော့အရင်ဆုံး revision guide ပုံစံမျိုးမစခင်မှာကျွန်တော်ကဒီစာမွဲနဲ့ပတ်သက်ပြီးတော့နည်းနည်းလောက်ပြန်ပြီးတော့ recall လုပ်ပေးမယ်ဆိုတော့ IGCSE exam ဆိုတာကစာမွဲရဲ့ခုတ်ကတော့0625 paper 3ခုဖြေရမယ်paper 246ဆိုပြီးတော့ဖြေရမယ်ပေါ့နော် paper 2ကတော့ MCQ တွေအဓိကကတော့ paper 2ကိုကျွန်တော်တို့က Q size စီခြင်းတယ်ဘာကြောင့်လဲဆိုတော့ paper 2မှာကအမှတ်40ကိုပဲရတယ်ဒါပေမဲ့သူ့ရဲ့ multiplier က 1.5 ဖြစ်တဲ့အတွက်ကြောင့်40ကို 1.5 နဲ့မြောက်လိုက်တော့60ဖြစ်သွားတယ်ပေါ့နော်ဒါကြောင့် paper 2ကိုအမှတ်ပြရမယ်ဆိုရင်တော့အမှတ်60အတင်ရမယ်ပေါ့နော်နောက်တစ်ခုကတော့ paper 4 paper 4ကတော့80ကိုဖြေရတယ်ဒါပေမဲ့သူ့ရဲ့ multiplier ကတော့ 1.25 ဖြစ်တဲ့အတွက်ကြောင့် paper 4ကိုအမှတ်ပြရခဲ့မယ်ဆိုရင်တော့အမှတ်100ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့တော်တော်များပါတယ်ဆိုတော့နောက်တစ်ခုကတော့ paper 6 paper 6ကတော့ alternative to practical ဖြစ်တဲ့အတွက်ကြောင့်သူကတော့40ပဲရတယ်အဲ့40ကိုကျွန်တော်တို့ကဘာနဲ့မှမမျှဘူးဒါကြောင့် paper 4ကိုအမှတ် paper 6ကိုအမှတ်ပြရမယ်ဆိုရင်တော့40ပဲရမှာဖြစ်ပါတယ်ဆိုတော့ total ပေါင်းလိုက်ရင်တော့အမှတ်200ဆိုတော့သူတို့ကဒီ200မှာကျွန်တော်တို့ကဘယ်လောက်ရလဲပေါ့နော်ဆိုတော့200မှာသူတို့သတ်မှတ်ထားတဲ့အမှတ်ဘယ်လောက်ကိုပြည့်မီလဲတကယ်လို့ A star ရနိုင်တဲ့အမှတ်ကိုရောက်လို့ရှိရင်တော့ A star ဒီအမှတ်ထက်ကျော်လို့ရှိရင်တော့ A star ဒီအမှတ်နဲ့ဒီအမှတ်ကြားဆိုရင်တော့ A ဒီအမှတ်နဲ့ဒီအမှတ်ကြားဆိုရင်တော့ B စသဖြင့်အမှတ်တွေကိုပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒါဆိုရင်paper တိုင်း paper တစ်ခုချင်းစီတိုင်းကကိုယ့်ရဲ့ A star အတွက်အရေးကြီးတယ်လို့သတ်မှတ်ကြမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ physics မှာအခန်း6ခန်းရှိရဆိုတာကိုအားလုံးသိပါတယ်ဆိုတော့ဒါတွေကတော့ motion forces and energy thermal physics wave electricity and magnetism radioactivity နောက်ဆုံးတစ်ခုကတော့ space physics ဖြစ်တယ်ပေါ့နော်ဆိုတော့တခန်းချင်းစီကိုကျွန်တော်အဓိကအချက်လေးတွေကိုပြပေးမယ်ဆိုတော့ကျောင်းသားတွေအနေနဲ့ဒီဟာတွေကိုငါသိလားပြီးလို့ရှိရင်ဒါငါဘယ်လောက်ထိဒီဟာတွေကိုတည်တည်ချာချာမှတ်မိလဲဆိုတာကို reflection လိုက်လို့ရပါတယ်ဆိုတော့ပထမဆုံး chapter 1 motion forces and energy ကိုကျွန်တော်အရင်ဆုံးပြပြကျောင်းသားတွေအနေနဲ့ motion forces and energy ကိုလွယ်တယ်ထင်တယ်မကြောက်ကြဘူးဆိုတော့အရင်ဆုံးသင်ရတဲ့အခန်းဖြစ်တာကြောင့်လည်းပါမယ်ထင်တယ်ပေါ့နော်ဒါပေမဲ့ examiner တွေအနေနဲ့ကတော့ဒီအခန်းကိုကျောင်းသားတွေ view မဆိုင်ဘူးတိတ်မကြောက်ကြဘူးဆိုတော့သိတဲ့အတွက်ကြောင့်tricky ဖြစ်တဲ့ question လေးတစ်ခါတလေထည့်ထားတတ်တယ်ပြီးလို့ရှိရင်မှားနိုင်တဲ့ပုံစံမျိုးလေးတွေမေးတတ်တယ်ဆိုတော့ဒါကြောင့်ဒီခန်းကအမှတ်အများကြီးလဲရတယ်လို့တစ်ခါတလေမှားဖို့လည်း chance ရှိတယ်ပေါ့နော်ဒါကြောင့်ဒီခန်းကိုကျွန်တော်ပြောရမယ်ဆိုရင်အရင်ဆုံးကျွန်တော်တို့ motion နဲ့ပတ်သက်ပြီးတော့ equation တွေသိရမယ်ပြီးလို့ရှိရင် theory တွေကိုနားလည်ရမယ်ဆိုတော့ပြီးလို့ရှိရင်ဒီ graph တွေပေါ့နော် speed time graph တို့distance time graph တို့နဲ့ပတ်သက်ပြီးတော့တေချာ nature တွေကိုတွဲယူတတ်ကြမယ်ပေါ့နော်ဆိုတော့ဒါဆိုလို့ရှိရင်တော့ဒီ motion နဲ့ပတ်သက်ပြီးတော့နားလည်နိုင်တယ်ဆိုတော့ဒီ motion ကိုသင်ပြီးသွားလို့ရှိရင်တော့အဓိက force အခန်းရှိforce အခန်းကတော့ Newton ရဲ့ law 3 law ကိုအခြေခံထားတာဖြစ်ပြီးတော့ဒီ force တစ်ခုကြောင့်ဖြစ်လာတဲ့ effect တွေပေါ့နော်ဆိုတော့ဥပမာ momentum တို့ moment တို့ pressure တို့ဒီလိုမျိုး weight density တွေကအစပေါ့နော်ဒါတွေကိုကိုကပြန်ပြီးတော့မှတ်မိပြီလားဥပမာmomentum နဲ့ moment မှာဆိုရင်เนาะ law of conservation of momentum နေเนาะဆိုတော့before collision after collision မှာတွက်တက်ပြီလားဆိုတော့ moment မှာကြတော့ကျွန်တော်တို့ဒီ moment တွေဘယ်လိုမျိုးလဲ clockwise နဲ့ anti clockwise moment ကိုရှာတတ်ပြီလားသူတို့နှစ်ခုကိုညီနိုင်ပြီလားပေါ့နော်ဆိုတော့ဒီလိုမျိုးတွက်တက်ပြီလားနောက်တစ်ခုကတော့ကျွန်တော်တို့ energy ကတကယ်တော့ energy ရဲ့ work ရဲ့ power ရဲ့လို့ပြောရတော့ပုံမှန်တယ်ဆိုတော့ energy ဆိုတာကဒီကျွန်တော်တို့ work done တွေကအတူတူပဲ unit ကလည်းအတူတူပဲဆိုတော့ဒီတော့ power ဆိုတာကလည်း energy ကိုတစ်စက္ကန့်စာတွက်ထားတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်ဒီကောင်တွေကိုသိချာနားလည်ပြီလားပြီးလို့ရှိရင် law of conservation of energy မှာpotential energy နဲ့ kinetic energy ရဲ့ equation တွေကိုချိတ်ဆက်ပြီးတော့သိချာလေးစဉ်းစားတတ်ပြီလားဆိုတော့ဒါတွေကိုကိုကပြန်ပြီးတော့ review လုပ်ကြမယ်ပေါ့နော်ဆိုတော့ဒီ formula တွေကိုရောရင်းနှီးပြီလားဒါဆိုရင်တော့ကိုက chapter 1ကိုတော်တော်လေးသိနေတဲ့သူဖြစ်တယ်လို့ကျွန်တော်ကသတ်မှတ်ပါတယ်နောက်ထပ် chapter 2ကတော့ thermal physics ပေါ့နော် thermal physics ဆိုတဲ့အတိုင်းပဲဒီတစ်ခန်းလုံးက temperature တွေဟိနေနဲ့ပဲနှစ်ပါးသွားနေတာဆိုတော့အရင်ဆုံးကျွန်တော်တို့က temperature ဆိုတာက kinetic energy နဲ့ချိတ်ဆက်မှုရှိရဆိုတာကိုစပြီးတော့နားလည်ရမယ်ဆိုတော့ particle တွေရဲ့ nature ကိုနားလည်ရမယ်ပေါ့နော် solid liquid gas နဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ kinetic energy တွေ potential energy တွေကဘယ်လိုမျိုးသူတို့ရဲ့ဒီ volume တွေ pressure တွေကိုတက်ရောက်မှုရှိလဲဆိုတာတွေကိုနားလည်ရမယ်သူတို့ရဲ့ relationship တွေသူတို့ရဲ့ equation တွေကိုလည်းကိုကတွက်ယူတတ်ကြမယ်ပေါ့နော်နောက်ထပ်ကျွန်တော်တို့ဒီ thermal energy ကြောင့်ဖြစ်လာတဲ့ expansion တွေ contraction တွေကို
daily life example တွေနဲ့ချိတ်ဆက်တတ်ကြမယ် bimetallic strip လို့ပစ္စည်းတွေကိုလည်းဘယ်လိုအလုပ်လုပ်လဲနားလည်ရမယ်ပေါ့နော်ဆိုတော့ပြီးလို့ရှိရင်တော့ကျွန်တော်တို့ energy transfer အခန်းဖြစ်တဲ့conduction convection radiation တွေကိုရောတခြားနားလည်ပြီလား conduction အဓိက solid တွေမှာဖြစ်ပြီးတော့သူ့မှာအဓိက2မျိုးရှိရဆိုတဲ့အကြောင်းဒီ free electron တွေဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတော့ convection ကြတော့ကျွန်တော်တို့ဒီ fluid တွေမှာဘယ်လိုမျိုးhot fluid တွေကဘာကြောင့် rise ဖြစ်တာလဲပေါ့နော် riser up ဖြစ်တာလဲဆိုတာကိုကျွန်တော်တို့ကနားလည်ရမယ်ပြီးလို့ရှိရင် radiation မှာတော့ဒီ surface color တွေပြီးရင် surface texture တွေပြီးရင် surface ရဲ့ area တွေကဘယ်လိုမျိုးradiation ကိုတက်ရောက်မှုရှိလဲ temperature changes ကိုဘယ်လိုမျိုးတက်ရောက်မှုရှိလဲဆိုတာကိုကိုကဘယ်လောက်ထိနားလည်ပြီလဲ daily life မှာရောဘယ်လောက်ထိမြင်အောင်တက်နေပြီလဲဆိုတာကိုကိုက review လုပ်နိုင်တယ်ပေါ့နော်ဆိုတော့ဒါဆိုရင်တော့ chapter 2ကအများကြီး view site ကြမရှိဘူးဒါပေမဲ့အဓိကကျောင်းသားတွေအနေနဲ့ view site ကမှာတော့ဘယ်လိုမျိုးကိုကရေးရမလဲဆိုတာကိုတော့များများဖတ်ထားဖို့လိုအပ်မယ်လို့ထင်ပါတယ်နောက်ထပ် chapter 3ကတော့ကျွန်တော်တို့ wave နဲ့ပတ်သက်တယ်ဆိုတော့ wave နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီမှာအကြမ်းမြင့်သိရမှာတော့water wave sound wave light wave ပြီး electromagnetic wave ဆိုပြီးတော့အကြမ်းမြင့်၄မျိုးခွဲလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ general wave property တွေကို water wave နဲ့ရှင်းပြီးတော့ကျွန်တော်တို့သင်ပေးတယ်ပေါ့နော်ဆိုတော့general wave property တွေမှာ longitudinal wave နဲ့ transfer wave ရဲ့ amplitude unit တွေ frequency unit တွေ wavelength တိုင်းတွေပြီးလို့ရှိရင်ကျွန်တော်တို့ဒီ wave တွေအကုန်လုံးအတွက် general wave equation ဖြစ်တဲ့ v equal to f lambda ဆိုတဲ့ဒီ equation ကိုဘယ်လိုမျိုးသုံးချမလဲပြီးရင် v နဲ့frequency v နဲ့ lambda f နဲ့ lambda ဘယ်လိုမျိုးတယောက်နဲ့တယောက်ချိတ်ဆက်မှုရှိလဲဆိုတာကိုလည်း relationship တွေကိုတခြားလေးစဉ်းစားတတ်ကြဆိုတော့နောက်တစ်ခုအနေနဲ့တော့ water wave ရဲ့ဒီ nature တွေပေါ့နော်ဥပမာ water wave က reflection ဘယ်လိုမျိုးဖြစ်လဲပုံနဲ့ဆွဲတတ်ကြမယ်ပေါ့နော်ဆိုတော့ပြီးတော့ water wave က refraction ဖြစ်တဲ့အချိန်မှာဒီ shallow water to deep water to shallow water မှာဘယ်လိုမျိုးwave direction က changes ဖြစ်သွားလဲပြီးတော့ lambda တွေဘယ်လိုမျိုးကျင်းသွားလဲကျယ်သွားလဲဆိုတာကိုလည်းနားလည်ရမယ်ပေါ့နော်နောက်ထပ် light နဲ့ပတ်သက်လို့ရှိရင်တော့အဓိကကျွန်တော်ကပြောချင်တာက plane mirror နဲ့ပတ်သက်ပြီးတော့ပုံဆွဲတတ်ကြမယ်ဆိုတော့ plane mirror ဆိုတာကသူ့မှာဘယ်လို properties တွေရှိလဲပေါ့နော်ဆိုတော့ဒီ lateral inversion လိုဟာမျိုးတွေနားလည်ရမယ်ဆိုတော့ဒီသူ့ရဲ့ distance တူတဲ့အချက်ပေါ်မူတည်ပြီးတော့reflection ပုံဆွဲခိုင်းတာမျိုးတွေကိုကျွန်တော်တို့နားလည်ရမယ်နောက်တစ်ခုကကြတော့ဒီ light နဲ့ပတ်သက်ပြီးတော့ equation တွေကိုတော်တော်များများကိုမှတ်မိဖို့လိုအပ်တယ်ပေါ့နော်ဥပမာ light ရဲ့အဓိကnature ကကြတော့ density မတူတဲ့ medium တွေကိုဖြတ်သွားတဲ့အချိန်မှာသူတို့ကဒီ refraction အဓိကဖြစ်တယ်ဆိုတော့ဒီကျွန်တော်တို့ reflected surface တွေနဲ့ပတ်သက်ရင်တော့သူက reflection ဖြစ်တယ်ဆိုတော့ refraction မှာတော့ equation တွေတော်တော်များတယ်။ဘာကြောင့်လဲဆိုတော့အဓိက3ခုရှိတယ်။ဘာလဲဆိုတော့ဒီ Snell law ဆိုတဲ့ n equal to sin I by sin r ဆိုတဲ့ equation ရယ်ပြီးတော့အဓိက refractive index ရဲ့ formula ဖြစ်တဲ့ n equal to c by v ဆိုတဲ့ formula လေးကိုလည်းမှတ်မိဖို့လိုအပ်တယ်ပြီးတော့ critical angle နဲ့ total internal reflection ကဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတာကိုလည်းကိုကရှင်းရှင်းလင်းလင်းဟိုမြင်အောင်မှုလိုတယ်ပေါ့နော်ဆိုတော့ဒီ denser to less than ကိုသွားတဲ့အချိန်မှာ total internal reflection ဘယ်အချိန်မှာဖြစ်နိုင်လဲဆိုတာကိုသိဖို့လိုအပ်တယ်နောက်ဆုံးမှာတော့ line နဲ့ပတ်သက်လို့ရှိရင်တော့ကျွန်တော်တို့ lens တွေရဲ့ပုံတွေကိုဆွဲတတ်ကြမယ် lens တွေမှာ object ကိုဘယ်နေရာမှာထားရင် lens ကဘယ် lens ကတော့ဘယ်လို image ကိုဖြစ်ပေါ်လေစေလဲဆိုတာကိုပုံဆွဲပြီးတော့နားလည်ရမယ်ပေါ့နော်ပြီးလို့ရှိရင် characteristic တွေကိုလည်းတခြားလေးချရေးတတ်ကြမယ်ဆိုတော့ဒါကတော့ line နဲ့ပတ်သက်တယ်ဆိုတော့ပြီးရင်ဒီကျွန်တော်တို့ sound နဲ့ပတ်သက်တာမျိုးဆိုလို့ရှိရင်တော့အဓိက echo ပေါ့နော်ဆိုတော့ echo ဆိုတဲ့ဒီ reflection sound မှာဘယ်လိုဖြစ်လဲအဓိကကတော့ sound ကလည်းဒီ equation နဲ့အလုပ်လုပ်စားလို့ရတယ် v equal to f lambda ပေါ့နော်ဆိုတော့နောက်တစ်ခုအဓိကကတော့ ultra sound ရဲ့ echolocation ပေါ့နော်ဆိုတော့ formula ကတော့အဓိကဒီ formula လေးနဲ့တွက်လို့ရတယ်ဆိုတော့ဒီ formula နဲ့တွက်လို့ရှိရင်တော့ distance ကိုတခါတည်းတန်းပြီးတော့ရနိုင်တယ်ပေါ့နော်ဆိုတော့ echolocation ကိုဘယ်လိုမျိုးတွက်မလဲဆိုတာလေးကိုလည်းနားလည်ရမယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့ electromagnetic wave လို့ခေါ်တဲ့ incident line တွေသူတို့ရဲ့ nature တွေပေါ့နော်ဆိုတော့သူတို့မှာရှိတဲ့ characteristic တွေspeed line နဲ့တွားရဲဆိုတဲ့အကြောင်းတွေပေါ့နော်ကျွန်တော်တို့ဒါတွေကိုသိချလေးနားလည်ရမယ်ဆိုတော့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့light အခန်းကိုလည်းတော်တော်လေးမှတ်မိပြီလို့ကျွန်တော်တို့ယူဆတယ်အခု chapter 4ကိုကျွန်တော်စပြောရမယ်ပေါ့နော် chapter 4ကတော့ကျောင်းသားအားလုံးအတွက်အများစုအတွက် challenging ဖြစ်တဲ့အခန်းပေါ့နော် electricity and magnetism ဆိုတဲ့အခန်းဒါကြောင့်ဆိုတော့ဒီအခန်းမှာတော့ကျွန်တော်သိချလေးနားထောင်နေခြင်းတယ်ဆိုတော့အရင်ဆုံး electricity ဆိုတာက magnetism ရဲ့ဒီ effect တွေဖြစ်လာတာဖြစ်တဲ့အတွက် effect ကနေပြီးတော့ဖြစ်လာတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့က magnetism ကိုသိချလေးနားလည်ရမယ်ဆိုတော့ magnet တွေဘယ်လိုမျိုးတယောက်နဲ့တယောက် react လုပ်ကြလဲဒါအပြင် magnet တွေရဲ့ဘေးနားမှာရှိတဲ့ magnetic field ကြောင့်ဘယ်လို effect တွေဖြစ်လာစေလဲဆိုတော့ magnetic field ရဲ့ pattern တွေကိုဘယ်လိုမျိုးလူတွေတိုင်းတာလဲပြီးရင် pattern တွေကရောပိုးမတူရင်ဘယ်လိုမျိုးပြောင်းလဲသွားလဲဆိုတာကိုသိချလေးနားလည်ဖို့လိုအပ်တယ် direction တွေသိချသတ်မှတ်တတ်ဖို့လိုအပ်ပါတယ်
နောက်တစ်ခုကတော့ electrical quantities တွေကိုတခြားလေးအရင်သိရဆိုတော့ပြန်ပြီးတော့ recall လုပ်ကြည့်ပေါ့နော်ဆိုတော့ electrical quantity ဆိုတာကဒီတခြားတော့မဟုတ်ဘူး charge ဆိုတာဘာလဲ current ဆိုတာဘာလဲ resistance ဆိုတာဘာလဲ potential difference တို့เนาะ EMF တို့ဆိုတာဘာလဲဆိုတာကိုအဓိကပြောချင်တာပေါ့နော်ဥပမာcharge နဲ့ပတ်သက်ပြီးတော့ positive charge တွေ negative charge တွေရဲ့ဘေးနားမှာelectric field တွေဘယ်လိုမျိုးရှိလဲပြီးလို့ရှိရင်သူတို့ရဲ့ nature အရာdirection တွေဘယ်လိုမျိုးသတ်မှတ်ခဲ့ကြလဲပေါ့နော်ဆိုတော့ပြီးလို့ရှိရင်1 coulomb က electron တွေအများကြီးပေါင်းထားတဲ့ပမာဏတစ်ခုဖြစ်တယ်1 coulomb equal to 6.24 10 power 18 electron ရှိရဆိုတာတွေကိုပြန်ပြီးတော့မှတ်မိရမယ်နောက်တစ်ခုကတော့ electric current ဆိုတာကဒီ charge ရဲ့ဒီတစ်စက္ကန့်အတွင်းမှာစီးရဲ့ပမာဏကိုပြောတယ်ဆိုတော့ I equal to q/d ဒါတွေကိုကျွန်တော်တို့ကနားလည်ရမယ်ပေါ့နော်ပြီး unit တွေကိုလည်းတခြားလေးမှတ်သားရမယ်ပြီး voltage ဒါမှမဟုတ် potential difference ကဘယ်လိုအလုပ်လုပ်လဲဆိုတော့1 coulomb ရဲ့transfer လုပ်တဲ့ energy ဆိုတာတွေကိုသိရမယ်ဆိုတော့ဘယ်လိုမျိုးတိုင်းတာလဲ voltmeter တွေ ammeter တွေကိုဘယ်လိုမျိုး link လုပ်လဲဆိုတာကိုလည်းနားလည်ရမယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ resistance ပေါ့နော်ဒါအဓိကပဲလို့ကျွန်တော်ကတော့ထင်တယ်ဒီ resistance ဆိုတာက components တွေမှာဘယ်လိုမျိုးချိတ်ဆက်မှုရှိလဲဘယ်လိုမျိုး resistance က component တွေနဲ့ဘယ်လိုဆက်ဆက်မှုရှိလဲပေါ့နော်ဆိုတော့ဒီ resistance က current နဲ့ဘယ်လိုအချိုးကျလဲ voltage နဲ့ဘယ်လိုအချိုးကျလဲဆိုတာကိုလည်းကိုကစဉ်းစားတတ်ကြမယ် current နဲ့တော့ဓာတ်ရိုက်ပြောင်းပြန်အချိုးကျတယ်potential difference နဲ့တော့ဓာတ်ရိုက်အချိုးကျတယ်ဆိုတော့ဒါကြောင့်ဒီ Ohm's law လိုမျိုး V equal to IR ဆိုတဲ့ equation ကိုမဖြစ်မနေမှတ်မိရမယ်ဒါဆိုရင်ကျွန်တော်တို့နောက်ထပ်သိရမှာကတော့circuit တွေပေါ့နော် electric circuit လို့ခေါ်တဲ့ series နဲ့ parallel circuit ဘယ်လိုမျိုးအလုပ်လုပ်လဲ series မှာ I နေဘယ်လိုတူပြီးတော့ V ဘယ်လို share ကြလဲ parallel မှာတော့ V တူပြီးတော့ I နေဘယ်လို share ကြလဲဆိုတာကိုjunction theory တွေနဲ့တခြားလေးမှတ်မိရမယ် resistor တွေကို series တွေ parallel တွေချိန်ပြီးတော့ total resistance combined resistance တွေကိုတွက်ယူပြီးတော့V equal to IR formula တွေနဲ့ထည့်ပြီးတော့เนาะကျွန်တော်တို့ဘယ်လိုမျိုး current တွေ voltage တွေကိုပြန်တွက်မလဲဒါတွေအကုန်လုံးကိုနားလည်ရမယ်ပေါ့နော်electric circuit တွေပြီးသွားရင်တော့ကျွန်တော်တို့ဒီ wire ကြိုးလေးတစ်ချောင်းထဲမှာရှိတဲ့ current ကြောင့်ဖြစ်လာတဲ့ magnetic field ကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကိုဘယ်လောက်ထိပြောင်းလဲပေးလိုက်လဲဆိုတာကိုစပြီးတော့ပြောပြပေးပါမယ်ဆိုတော့ဒီ effect of electric current ကြောင့် magnetic effect ဖြစ်လာတယ်ဒီ magnetic effect ကြောင့်ဒီ right hand rule အရာ AC generator ကိုဘယ်လိုမျိုးလဲပတ်စေလဲပြီးလို့ရှိရင်ကျွန်တော်တို့ AC generator မှာเนาะကျွန်တော်တို့ current direction ကိုဘယ်လိုရှာမလဲပြီးလို့ရှိရင် left hand rule သုံးပြီးတော့DC motor တစ်လုံးဘယ်လိုအလုပ်လုပ်လဲဒါကိုသိရမယ်ပေါ့နော်ဆိုတော့ left hand rule လေးသုံးပြီးတော့ကျွန်တော်တို့ direction of force ကိုDC motor မှာဘယ်လိုမျိုးရှာမလဲဆိုတာကိုလည်းတေချာလေးနားလည်ရမယ်ပေါ့နော်ဆိုတော့ပြီးလို့ရှိရင်တို့ရဲ့ဒီ motor တွေ generator တွေရဲ့အဓိက main parts လေးတွေကိုလည်းတေချာလေးကိုကသိရမယ်တို့ရဲ့ function တွေကိုလည်းကြက်ထားဖို့လိုအပ်တယ်ပေါ့နော်နောက်ဆုံးအနေနဲ့transformer ဆိုတဲ့ဒီအပိုင်းရှိရယ် transformer ကဒီ AC voltage တွေကိုအနှိမ့်ကနေပြီးတော့အမြင့်ကနေအနှိမ့်ကိုပြောင်းပေးတဲ့ပစ္စည်းဒါတွေကိုသိရမယ်သူရဲ့ဒီ step up step down transformer တွေကိုမှတ်မိပြီးတော့သူတို့ရဲ့ဒီ formula တွေကိုလည်းတေချာလေးအသုံးချနိုင်ရမယ်ပေါ့နော်ဒါတွေဒီ equation တွေအပြင်ပေါ့နော်နောက်ထပ်ဒီ high voltage transmission ကဘယ်လိုမျိုးအားသာချက်တွေရှိလဲဆိုတာကိုလည်းကိုပြန်ပြီးတော့မှတ်မိဖို့လိုအပ်ပါတယ် chapter 4နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့ကျောင်းသားတွေအတွက် special chance တစ်ခုလုပ်ထားရပေါ့နော်ဒါကတော့ chapter 4ကကျွန်တော်ရဲ့ကျောင်းသားတွေရောရှုပ်ထွေးတယ်ဆိုပြီးတော့ပြောကြတဲ့အတွက်ကြောင့်ကျွန်တော်ကသူတို့ကို notes လေးလုပ်ပေးထားတယ်ပေါ့နော်ဒီ notes ကိုကျွန်တော်ကဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာလိုချင်တဲ့သူရှိလို့ရှိရင်လည်းလာပြီးတော့ download ရပါတယ်ဆိုတော့ကျွန်တော်ရဲ့ Telegram account ကနေပြီးတော့ဒီ notes ကိုလာပြီးတော့ request လုပ်မယ်ဆိုရင်တော့ကျွန်တော်ကဒီ PDF file လေးအနေနဲ့ပို့ပေးမှာဖြစ်ပါတယ်ကျွန်တော်တေချာလေးတော့ကျွန်တော်ပြုလုပ်ထားတဲ့ notes ဖြစ်တဲ့အတွက်အသုံးဝင်မယ်လို့လည်းယုံကြည်ပါတယ်ကဲဒါဆိုရင် chapter 5ကိုကျွန်တော် recall လုပ်ပေးမယ်ဆိုတော့ chapter 5နဲ့ပတ်သက်ပြီးတော့ဒါတွေကိုမှတ်မိပြီလားအရင်ဦးဆုံးဒီ atom တွေရဲ့ structure ကိုသိပြီးတော့ဒီ atom တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုး isotope တွေရှိတယ်ဘယ်လိုမျိုး nuclear number တွေရှိတယ်ဆိုတာကိုသိရမယ်ပေါ့နော်ဆိုတော့ဒါတွေသိပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ atom တွေကပေါင်းတာတွေခွဲတာတွေ heavy atom ဆိုလို့ရှိရင်ဒါ nuclear fission ဖြစ်ပြီးတော့ဒီ light atom တွေဆိုရင် nuclear fusion ဘယ်လိုမျိုးဖြစ်ကြလဲဒါတွေကိုလည်း chain reaction တွေနဲ့အတူတူနားလည်ရမယ်ပေါ့နော်ပြီး nuclear fusion ကိုလည်းကျွန်တော်တို့တချို့ basic equation လေးတွေရေးတတ်ကြမယ်ဆိုတော့နောက်တစ်ခုကတော့decay ပေါ့နော်ဆိုတော့ decay ဘယ်လိုမျိုးဖြစ်လဲဆိုတော့ radioactive decay လို့ခေါ်တဲ့heavy unstable heavier elements တွေဘယ်လိုမျိုး decay ဖြစ်ကြလဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီ decay ဖြစ်တဲ့အချိန်မှာထွက်လာတဲ့ alpha beta gamma ဆိုတဲ့ radiation တွေရဲ့ properties တွေပြီးလို့ရှိရင်သူတို့ရဲ့ penetrating power ionization power နဲ့ပတ်သက်ပြီးတော့နေ့စဉ်ဘဝမှာဘယ်လိုမျိုးအသုံးဝင်လဲပြီးရင်နောက်တစ်ခုကတော့သူတို့ကိုဘယ်လိုမျိုး equation တစ်ကြောင်းဖြစ်အောင်ရေးမလဲဆိုတော့ဒါတွေကိုလည်းတေချာလေးမှတ်မိရမယ်သူတို့ရဲ့ characteristic တွေကိုတော့ကြက်ထားတင်တယ်လို့ကျွန်တော်ထင်တယ်ပြီးရင်နောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့
ဒီ background radiation တွေကိုကိုကသိရမယ်ပေါ့နော် background radiation အနည်းဆုံး3 4ခုလောက်မှတ်မိရမယ်နောက်ဆုံးအနေနဲ့ဒီ radioactive decay ဖြစ်တဲ့အချိန်မှာ half life ကိုတွက်တက်ကမယ်ပေါ့နော်ဒီ isotope တစ်ခုရဲ့ half life ကိုကြည့်ပြီးတော့ကျွန်တော်တို့ဒီ isotope ရဲ့ဒီသက်တမ်းတွေကိုလည်းတွက်နိုင်တယ်ပြင်နေဒါမှမဟုတ်ဒီရုပ်ကျွင်းတွေရဲ့ဒီသက်တမ်းတွေကို million နဲ့ချီတာတွေเนาะ2000ချီတာတွေကိုကျွန်တော်တို့ကခံမှန်းနိုင်နေတယ်ဒါ carbon dating ဘယ်လိုလုပ်လဲဆိုတာကို half life တွက်နည်းနဲ့အတူတူ graph တွေကြည့်ပြီးတော့เนาะ background radiation နှုတ်တဲ့နှုတ်ပြီးတော့တွက်တက်ကမယ်ဆိုတော့ဒါဆိုရင်တော့ radioactivity အခန်းကိုတော့တော်တော်လေးမှတ်မိပြီလို့ကျွန်တော်ထင်တယ်နောက်ဆုံး topic ကိုသွားပါမယ်နောက်ဆုံး topic ကတော့space physics လို့ခေါ်တယ်ပေါ့နော် space physics ကိုကျွန်တော်ကနှစ်ပိုင်းခွဲလိုက်မယ်ဆိုတော့နှစ်ပိုင်းခွဲလိုက်မယ်ဆိုတော့ဘာနဲ့ပါရလဲဆိုတော့ Earth and Solar System နဲ့နောက်တစ်ခုကတော့ Stars and Universe ဆိုပြီးတော့ရတယ်ပေါ့နော် Earth and Solar System ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ကဘာကြီးက summer တွေwinter တွေဘယ်လိုမျိုးဖြစ်လာလဲဆိုတာကိုပြောပြပေးမယ်ဆိုတော့အဓိကကတော့ကဘာမှာကျွန်တော်တို့ကနေကိုပတ်နေတဲ့ပုံစံအရာကျွန်တော်တို့ဒီကဘာကလည်းသူ့ရဲ့ဝင်ရိုးပေါ်မှာသူကလည်နေတယ် spin ဖြစ်နေတယ်ပြီးတော့နေကိုလည်း orbit လုပ်နေတယ်ဒါကြောင့်day and night ဆိုတဲ့ဒီ case တွေဖြစ်လာမယ်ပြီးတော့ကျွန်တော်တို့ရဲ့ကဘာက 23.5 degree tilt ဖြစ်နေတဲ့အတွက်ကြောင့်ပေါ့နော်တိန်းဆောင်းနေတဲ့အတွက်ကြောင့်season တွေလည်းဖြစ်လာတယ်ပေါ့နော်ဆိုတော့ဒီအကြောင်းတွေကိုသေချာလေးနားလည်ရမယ်ပြီးရင်ကျွန်တော်တို့ရဲ့လပေါ့နော် moon ရဲ့ phases တွေကိုလည်းကိုကအချမ်းမြင့်လေးတော့မှတ်မိရဆိုတော့ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ Earth ကိုမှတ်မိမယ်နောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့ solar system ဘယ်လိုမျိုးဖြစ်လာလဲဆိုတာကိုအချမ်းမြင့်စာဖတ်ထားဖို့လိုအပ်တယ်ဆိုတော့ solar system အပြင်ကျွန်တော်တို့ရဲ့ solar system ထဲမှာရှိတဲ့planet 8 လုံးရယ်ပြီးလို့ရှိရင် asteroid တွေ comet တွေဒါဒီ solar bodies တွေအကြောင်းကိုလည်းအချမ်းမြင့်ကိုကသိရမယ်ပေါ့နော်ဥပမာMars တို့ကဘယ်လိုမျိုးလဲပြီးရင် Venus ကဘာကြောင့်ပူတာလဲဆိုတော့ဒါမျိုးတွေကိုသိရမယ်ပြီးလို့ရှိရင်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီကမ္ဘာနဲ့နေကြ distance ကကျွန်တော်တို့ orbital speed တွေနဲ့ဘယ်လိုမျိုးပတ်သက်မှုရှိလဲเนาะဆိုတော့ဒါတွေကိုလည်းသိရမယ် distance ကြောင့် temperature ဘယ်လိုမျိုးပြောင်းလဲနေလဲဒါတွေကိုသိရမယ်ဆိုတော့ဒီမှာတွက်စာဆိုလို့ထူးထူးခြားခြားအနေနဲ့ဒီ formula လေးရှိရပေါ့နော်ဆိုတော့ orbital speed ကိုလိုချင်ရင်เนาะကမ္ဘာကနေကိုပတ်နေတဲ့နှုန်းကိုလိုချင်ရင်ဆိုတော့ကမ္ဘာနေကိုပတ်နေတဲ့နှုန်းကိုလိုချင်ရင်v equal to 2 pi r divided by period ဆိုပြီးတော့ဒီ orbital speed တွက်နည်းလေးကိုလည်းနားလည်ရမယ်ပေါ့နော်ဆိုတော့ဒါဆိုရင်တော့ solar system နဲ့ပတ်သက်ပြီးတော့ဒီတော်တော်လေးနားလည်မယ်လို့ထင်ပါတယ်ဆိုတော့နောက်တစ်ခုကတော့ကျွန်တော်တို့stars and universe ဆိုတဲ့အတိုင်းပဲကျယ်တွေနဲ့စကြဝဠာအကြောင်းကိုညီကုန်းချုပ်ပါပေါ့နော်ဆိုတော့ stars တွေကတော့ကျွန်တော်တို့ stars တွေနဲ့ပတ်သက်လို့ရှိရင်သူတို့ရဲ့ life cycle တွေဘယ်လိုမျိုး star တစ်လုံးကစပြီးတော့ baby star proto star လေးဖြစ်လာတယ် proto star ကနေမှ main sequence star ကိုဘယ်လိုဖြစ်လာလဲပြီးလို့ရှိရင် main sequence star ကနေပြီးတော့မှကျွန်တော်တို့ red giant ဘယ်လိုဖြစ်လာလဲပြီးရင် red giant ကနေမှဒီ high mass star တွေဆိုရင်ဘယ်ကိုဆက်သွားလဲ low mass star တွေဆိုရင်ဘယ်ကိုဆက်သွားလဲဆိုတာကိုနားလည်ရမယ်ပေါ့နော်နောက်ဆုံးဒီ black hole တွေ neutron star တွေwhite dwarf တွေအထိကိုကတေချာလေးစနစ်တကျသိနေရမယ်ဟိုရေးလဲရေးတတ်ကြမယ်ပေါ့နော်အဓိက main point တွေကိုနားလည်ရမယ်ဆိုတော့ဒီ star တွေနဲ့ပတ်သက်ပြီးတော့ star formation တွေ life cycle တွေကိုသိပြီဆိုလို့ရှိရင်เนาะနောက်တစ်ခုကတော့ universe ကျွန်တော်ရဲ့ universe အကြောင်းကအရင်အောင်သိဝင်တော့ကောင်းတယ်ဒါပေမဲ့ဒီမှာတော့အများကြီးမှတ်စရာမလိုဘူးဒီ universe ဘယ်လိုမျိုးဖြစ်လာလဲဆိုတာကို evidence နှစ်ခုရှိတယ် redshift ရယ်ပြီးရင်ကျွန်တော်တို့ cosmic microwave background radiation တွေဆိုတော့ဒီနှစ်ခုက Big Bang ကိုဘယ်လိုမျိုး support လုပ်လဲ Big Bang theory ကိုဘယ်လိုမျိုး support လုပ်လဲ redshift မှာ wavelength တွေဘာကြောင့်ကြီးလာတာလဲဆိုတော့ galaxy တွေအဝေးကိုရွေ့သွားရင်ဘယ်လိုမျိုး redshift တွေဖြစ်သွားလဲဆိုတော့ဒါတွေကိုကိုကနားလည်ရမယ်ဆိုတော့အဲ့လိုနားလည်ပြီးတော့ကျွန်တော်တို့ဒီ equation လေးကိုလည်းသုံးသပ်ကြမယ်ဒီ equation ကတော့Hubble constant ဆိုတဲ့ equation ပေါ့နော်ကျွန်တော်တို့ဒီ galaxy တွေရဲ့ speed of refraction နဲ့ distance ကဘယ်လိုမျိုး relate ဖြစ်လဲပြီးရင်နောက်ဆုံးမှာတော့ကျွန်တော်တို့ရဲ့စัจ java ကြီးရဲ့တက်တန်းပေါ့နော်ဆိုတော့တက်တန်းကHubble constant ကိုစားလိုက်ရုံနဲ့တင်ရတယ်ဆိုတော့ဒါကြောင့်ဒီ formula လေးကိုလည်းမဖြစ်မနေမှတ်သွားစေချင်တယ် Hubble constant ရဲ့တန်ဖိုးကိုလည်းဖြစ်နိုင်မှတ်စေချင်တယ်ဆိုတော့နော်ဒါဆိုရင်တော့ကျွန်တော်တို့ chapter 6ကိုလည်းအကျဉ်းမြင့်ငါဒါငါသိရတယ်ပါလားဆိုရင်တော့သိကြပါတယ်ဒီကိုကphysics ကိုအမှတ်ကောင်းမဲ့သူဆိုတာကိုကျွန်တော်ပြောရဲဆိုတော့ဒါဆိုရင်ကိုကဒါတွေအကုန်လုံးမှတ်မိပြီဆိုရင်ဘာလုပ်ကြမလဲ okay ဒါဆိုရင်ကျွန်တော်တို့formula theory တွေအကုန်နားလည်ပြီဆိုရင်တော့သိကြရတယ် past paper ကို design မကင်ဖို့လိုအပ်တယ်ဆိုတော့ကင်မယ်ဆိုတာကထိုင်ပြီးတော့ကင်ခိုင်းတာမဟုတ်ဘူးpast paper ကိုတစ်နေ့ကိုတစ်ခုပဲဖြစ်ဖြစ်เนาะတစ်နေ့ကိုနှစ်ခုပဲဖြစ်ဖြစ်ဖြေဖို့လိုတယ်ဆိုတော့ဒီညမှာကျွန်တော်အကြံပေးချင်တာကတော့ paper 4နဲ့ paper 2ကိုတေချာလေးpractice လုပ်စီချင်တယ်ပေါ့နော်ဆိုတော့paper 4ကိုတေချာ practice မလုပ်ခင် paper 2ကိုအရင်ဖြေကြည့်ဆိုတော့ theory တွေမှတ်ထားပြင် paper 4ကိုထပ်လာပြီဆိုတော့ဖြေနေတဲ့အချိန်မှာတော့လုံးဝ answer ကိုလုံးဝမကြည့်မိစေနဲ့ပေါ့နော်ဆိုတော့မရရင်ရတဲ့လောက်ဖြေခဲ့ငါတကယ်ဆောင်မွဲဖြေနေရဆိုတဲ့သဘောနဲ့ဖြေပြီးသွားရင်တော့
ဟိုနောက်တစ် paper ကိုမကင်ခင်မှာကိုက review and reflection လုပ်ဖို့လိုအပ်တယ်ဆို analyze သေချာလုပ်ကြမယ်ဆိုတော့ကိုယ့်ရဲ့အဖြေတွေမှန်ယုံနဲ့တွေမဖြစ်သေးဘူးကိုယ့်ရဲ့ theory writing ကငါသူပေးခြင်းတဲ့ keywords ကိုသေချာရောဝင်ရလားဒါမှမဟုတ်ငါစဉ်းစားတာကသူစဉ်းစားတာနဲ့ဘာတွေများကွာနေလဲဆိုတော့ဒါလေးတွေကိုကိုကသေချာပြန်ပြီးတော့ analyze လုပ်ဖို့လိုတယ်တချို့mark scheme မှာပါတဲ့ဒီအချက်တွေကကြက်ထားဖို့လိုအပ်တယ်ပေါ့နော်ဒါကြောင့်ကိုကလိုအပ်လို့ရှိရင်ကြက်ထားရမယ်ဆိုတော့ဒါဆိုလို့ရှိရင်တော့တနေ့နဲ့တနေ့တရက်နဲ့တရက်ပို့ပြီးတော့ improve ဖြစ်လာမယ်ပေါ့နော်စာမွေးဖြစ်ဖို့တစ်ပတ်လိုသေးရဆိုရင်အဲ့တစ်ပတ်အတွင်းမှာပဲကိုယ့်ရဲ့ knowledge တွေကအများကြီးကိုယ့်ရဲ့ skills တွေကအများကြီးတက်သွားမယ်လို့ကျွန်တော်ကယုံကြည်တယ်ဆိုတော့ဒါကြောင့် past paper practicing ကအရန်အရေးကြီးတဲ့ process ဖြစ်တဲ့အတွက်ကြောင့် theory ကို review လုပ်မယ် past paper ကို practice လုပ်မယ် okay မရတဲ့ဟာရှိလာလို့ရှိရင်လေကိုကချက်ချင်းရှာဖို့လိုတယ်အဲ့ပြင်ဆရာတွေကိုမေးရင်လည်းမမေးချင်လို့ရှိရင်လည်း YouTube ကနေရှာမယ်ပေါ့နော်ဆိုတော့ရှာပြီးတော့ practice လုပ်ဆိုတော့သူများအားကိုးရမယ့်အချိန်မဟုတ်တော့ဘူးပေါ့နော်ဆိုတော့ဒါကြောင့်ကျွန်တော်တို့တေချာလေး practice လုပ်ပြီးတော့ review လုပ်မယ်reflection လုပ်မယ် memorize လုပ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီစာမွဲဒီ result ကတော့သိကြပါတယ် A star ရမယ်ဆိုပြီးတော့ကျွန်တော်ကအပိုင်ပြောရတယ်ပေါ့နော်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအခုဖြေမဲ့ကျောင်းသားတွေရောမကြခင်ဖြေမဲ့သူတွေရောလက်ရှိလေ့လာနေတဲ့သူတွေအတွက်ကောအများကြီးအသုံးဝင်မယ်လို့ကျွန်တော်ကညွှန်လင့်ပါတယ်ဆိုတော့နောက်ထပ်ကိုမသိတာတွေလုပ်ပေးစီချင်တာရှိလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုအောက်မှာ comment ရေးပေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဆိုတော့ A star တွေအများကြီးရတဲ့သူတွေဖြစ်ပါစေ